အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘဟုတုတနဲ့ခွန်အားပြည့်စာစုလေးများကိုစင်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးတော့အားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့မင်းအနာဂတ်ဆိုတဲ့စာသားလေးကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာလူတွေအလိုကြတိုင်းလိုက်လို့မနေနဲ့မင်းလမ်းပြောက်သွားလိမ့်မယ်လူတွေဝေဖန်တိုင်းလဲလိုက်ခံစားမနေနဲ့မင်းစိတ်ညစ်ရလိမ့်မယ်လူတွေကဲ့ရဲ့တိုင်းလဲဒေါသထွက်မနေနဲ့စိတ်ပူလောင်ရလိမ့်မယ်လူတွေအကောင်းမမြင်တိုင်းလဲအားငယ်မနေပါနဲ့မင်းစိတ်သက်ကြတတ်တယ်လူတွေကိုမလိုအပ်ပဲဘာမှပေးချင်မနေပါနဲ့မင်းတန်ဖို့ကြတတ်တယ်လူတွေရဲ့အမိုက်တစလို့စွန့်ပစ်ခံရလဲအထီးကျန်တယ်လို့တွေးမနေပါနဲ့ဘဝအမောင်ကြတတ်တယ်လူတိုင်းကမင်းနဲ့အတွေးမတူနိုင်တယ်လို့လူတိုင်းကလည်းမင်းစိတ်ချမ်းသာအောင်လုပ်ပေးနေမှာမဟုတ်ဘူးလူတိုင်းကမင်းကိုချင်းစာပေးနေမှာမဟုတ်ဘူးလူတိုင်းကမင်းကိုစိတ်ဝင်စားနေကြမှာမဟုတ်ဘူးလူတိုင်းကြိုက်အောင်လဲမင်းနေပေးနိုင်မှာမဟုတ်ဘူးနေပေးစရာလဲမလိုဘူးလူတိုင်းရဲ့နှလုံးသားမှာလဲမင်းနေရာမယူနိုင်ဘူးမင်းဘဝကိုမင်းပိုင်တယ်မင်းအတွေးတွေကိုမင်းပဲထိန်းချုပ်ပါမင်းရှောက်မဲ့လမ်းကိုမင်းပဲရွေးချယ်ပါမင်းကိုမင်းယုံကြည်မှုရှိပါမင်းစိတ်တွေပျော်အောင်လုပ်နိုင်တာမင်းပဲရှိတယ်ဒါကြောင့်မင်းအနာဂတ်ကိုမင်းကိုယ်တိုင်ပဲပုံဖော်ထုစစ်ပါကျွန်တော်ကကိုငယ်ပါ